Mana mulinda ne ba salau sanya le sudah butuh tani ne piop ba. Okay. Era ga sakama tu no tamatu so yin tu simi sigama tu di khu ne tamma cha lo mana mulinda ne ba ma lau sam lo. Mana so yin di tro tamma tha le di pinya ba no tro tamma tha le pinya ten da mo no e ka to te ya be chene ti to te ya so yin shin na ne san na ti te ya shin na ti ta bi ma ama ten na ko ta ten na mo ya di ba le di lo ne pa ta ma yan tu re lo ka kwa ya lo ya lo ta ka me ha bon za mo no e ten na ne yin so ta bi so yin san na ma ti min la sa ke ti min la sa bi bi na lo ya bi te ne ko na lo ya bi ta bi me nya ne bai 4 နိုင်နဲ့5နိုင်တနိုင်ကိုလေ့ကျင့်ခံလို့ရမလုံးမရလေ့ကျင့်ခံတလို့ရဒါပဲဒါတောက်ချနေမှုလို့ဖြစ်တာတနင်္လာအင်္ဂါပရိဟုကြာရတဲ့ဆိုရင်ပြန်မတူပြန်ရောအဲဆိုရင်ဒီစကမ်းမှာမလို့လေနော်လောက်တာဘာလောက်ရှာမလို့တကယ်တော့အရင်ကစကမ်းမှာဆိုတော့မနက်9နိုင်45ဆိုတန်းစီရတယ် မနက်4နိုင်5နိုင်45ဆိုတန်းစီပြီးရင်သူကနာမည်စင်းကောက်တယ်နာမည်စင်းကောက်ပြီးရင်မနက်စာတွားစားဖို့အတွက်အိတ်လေးနေရာနေထမင်းစားဆောင်ကိုတစ်ဖွဲ့လုံးတစ်ဖွဲ့သားတူညီညာနဲ့လည်းမျိုးဘယ်လိုပြောတန်းစီမအားပါဘယ်လိုခေါ် marching လို့ရဘယ်လိုခေါ်လဲ တန်းစီမတော့ရပါဗျာတချင်းဆိုအော်ဆိုမှတော့ရပါတချင်းအော်ဆိုမှတော့ရဘယ်ညာဘယ်နဲ့ပေါ့ဗျာတချင်းလည်းအော်ဆိုရင်လည်းတော့ရတယ်အဲ့မှာသင်္မစားပြီဆိုရင်ကိုနီနဲ့ကိုဟန်နဲ့ကိုပြန်လာမယ်9နိုင်ခွဲဆိုရင်တစ်ခါတန်းစီအဲ့မှာလူဆုံပြန်ဆက်တာအဲ့ဒါအရေးကြီးဆုံး9နိုင်ခွဲမှတစ်ခါ6နိုင်နဲ့9နိုင်ခွဲတိသင်္မတော့စားနော်ပြန်လာပြီဆို9နိုင်ခွဲဆိုတစ်ခါတန်းစီမှာလူဆုံဆိုတာပြန်ဆက်ပြီးဆိုရင်အဲ့ဒါဆုံပြီးဆိုရင်တခါတည်းဒီတတ်ထမတန်ရှင်းလောက်ဆိုတာကိုနေတဲ့အခန်းတွေအပြင်မှာတွေနော်အမိုက်တွေပါရှိတာအကောင်လုံးလောက်တန်ရှင်းလောက်ရှိအကောင်လောက်ပြီးဆိုရင်အမှလောက်ပြီးဆိုရင်ပြန်မနာပြီးဆိုရင်နောက်ထပ်တနိုင်လောက်ဆိုတခါပြန်တန်းစီမှအချင်းချင်းပါတန်းစီလဲဆိုလက်ချင်းခံလို့ဖို့တနိုင်လက်ချင်းခံလို့ဖို့တန်းစီရအဲ့ဆိုလက်ချင်းခံလို့ဖို့ uniform ပြန်ပြောင်းအလုပ် uniform နဲ့လက်ချင်းခံ uniform ပြန်ပြောင်းပြီးဆိုရင်လက်ချင်းခံတနိုင်ပုံမှန်ပေါ့ Navy standard ရေတက်ရဲ့တတ်မှတ်ထားတဲ့လက်ချင်းခံပေါ့သူတို့တတ်မှတ်ထားတဲ့လက်ချင်းခံလုပ်ပြီးဆိုရင်ပြန်လာပြီးဆိုရင်ကိုရေမိုးချိုးချင်တဲ့မချိုးချင်တဲ့နေပြီးရင်12နိုင်ကျရင်တခါပြန်တန်းစီအတူတူထင်းလာစားပြန်လာရင်ပြန်တခါနာမည်စင်းပြန်ကောက်အမျိုးပါပဲတနေကုန်လုံးပြီးရင်တင်တန်းရက်တိုင်းတင်တန်းအမျိုးပါပဲကိုတောင်ကြကင်းဆောင်ဆောင်လို့ဥမာကျွန်တော်တောင်ကြဒီမှာရောက်လာတယ်တောင်နှစ်ခါပဲကြလူရဲများလို့လေအဲ့တော့ကိုယ်လည်းမရောက်လာအောင်ကိုယ်လည်းတစ်ခါရောက်လာဖို့ကအခုနလာတလားရှိနေပြီကိုယ်လည်းနှစ်ခါပဲကြတယ်နှစ်ခါကြပြီနဲ့မကြတော့အဲ့တော့ပြောချင်တာကလူရဲများနေမှာဆိုအရန်ကောင်းအောင်ပါကြကိုယ်လည်းတစ်ခါကြလာဖို့အရန်ကြာအဲ့တော့တောင်ကြလိုက်လူတွေကင်းဆောင်မယ်မဟုတ်လေကိုကြတောင်ကြတဲ့အဆောင်မှာတော့တရှင်းလောက်ရမယ်ဒါပဲဘာလို့သူမရှိဘူးအများဆုံးတော့တင်တန်းတော့မပြီးဆုံးနိုင်ဘူးတင်တန်းအများကြီးပဲတက်ပြီးထက်အများဆုံးတင်တန်းပဲပြီးရင်ဘာမှရှိတော့ထိုင်လိုက်စားလိုက်အိတ်လေးတောက်လိုက်ပဲ